လက်ရှိ Premier League ရဲ့အကောင်းဆုံးကစားသမား Bruno Fernandes အားလုံးပဲမင်္ဂလာပါ 1x2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီပြောင် Michael Carrick ကို Bruno ကလက်ရှိ Premier League မှာအကောင်းဆုံးကစားသမားလားလို့မေးခွန်းထုတ်တဲ့အခါမှာတော့သူကဖြစ်နိုင်တာပေါ့လို့ယုံကြည်ချက်အပြည့်နဲ့ဖြေကြားခဲ့ပါတယ်တကယ်တော့ပွဲစဉ်9ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့ပဲ Spurs နဲ့ပွဲကြမှာဂိုးပြန်သွင်းနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ကိုအကောင်းဆုံးလို့သတ်မှတ်ဖို့ဆိုတာခက်ခဲပေမဲ့လည်းBruno ရဲ့ခြေစွမ်းကိုဂိုးရည်အတွက်တစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။တရားကနေပြန်လာပြီးနောက်ပိုင်းသူပြသနေတဲ့ကစားကွက်ဖန်တီးမှုတွေဟာတကယ်ကိုအမကန်ဖြစ်ပြီးခဲ့တဲ့9ပွဲမှာတင်ဂိုးဖန်တီးမှု assist 6ကြိမ်အထိပြုလုပ်ပေးထားနိုင်ပါတယ်။ဒီအော်ဒီမှာစုစုပေါင်း assist 12ကြိမ်ရရှိထားတဲ့ကြောင့် Thierry Henry နဲ့ Kevin De Bruyne တို့တင်ထားတဲ့တရားဒီ assist 20စံချိန်ကိုချိုးဖျက်ဖို့အနည်းဆုံးကစားသမားလည်းဖြစ်လာခဲ့ပါပြီ။ Bruno ရဲ့ဖန်တီးနိုင်စွမ်းကိုပိုပြီးအသေးစိတ်ကြည့်မယ်ဆိုရင်သူဟာဒီယာဒီမှာဂိုးသွင်းဝင်ဖန်တီးမှု chances created 84ကြိမ်ထိပြုလုပ်ထားပါတယ်။ဒါဟာဒုတိယအများဆုံးဖြစ်တဲ့ Arsenal က Declan Rice ထက်28ကြိမ်လောက်ပိုများပြီးကာရီလက်ထက်ကစားခဲ့တဲ့9ပွဲအတွင်းမှာတင်စံချိန်တင်အခွင့်အရေး23ကြိမ်ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့စနေနေ့ကသွင်းခဲ့တဲ့ဂိုးဟာ Bruno အတွက် United ကစားသမားဘဝပွဲပေါင်း314ပွဲမှာဂိုးပါဝင်ပတ်သက်မှု goal contributions 200ပြည့်မြောက်သွားတဲ့မှတ်တိုင်လေးဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကဒီမှတ်တိုင်ကိုရောက်ဖို့အတွက် Bruno ဟာကန်ဝင်တွေဖြစ်တဲ့ Paul Scholes, Giggs, Beckham နဲ့ Ronaldo တို့ထက်တောင်ပွဲရည်အတွက်ပိုနေခဲ့ပြီးဝေးရိုးနေတူးတဲ့ကသာသူ့ထက်ပိုပြီးမြန်မြန်ရောက်ရှိခဲ့တာပါအခုလိုမျိုး Bruno အစွမ်းပြနေရတဲ့လျှို့ဝှက်ချက်ကတော့ရိုးရှင်းပါတယ်ကာရက်ကမျိုးစစ်တစ်ခုရဲ့အကောင်းဆုံးနံပါတ်10ကစားသမားကိုသူ့ရဲ့ပင်ကိုနေရာမှာပဲထားကစားခဲ့လို့ပါပဲအမော်ရင်လက်ထက်တုန်းကတော့ Bruno ဟာအသင်းရဲ့ကစားကွက်တိစောက်ပုံကိုကူညီရဖို့အတွက်ကွင်းလဲအနေပိုင်းကိုစင်ကစားခဲ့ရပါတယ်။ဒါဟာအသင်းရဲ့ကစားဟန်ကိုဟန်ချက်ညီကျတဲ့ဆိုပေမဲ့လည်း Bruno ရဲ့တိုက်စစ်စွမ်းဆောင်ရည်ကိုတော့ထိခိုက်စေခဲ့တဲ့ဆိုတာကတော့ငင်းလို့မရခဲ့ပါဘူး။ Bruno ကိုယ်တိုင်ကလည်း Carrick ရဲ့လက်အောက်မှာကစားရတာကိုအတော်လေးပျော်ရွှင်နေပုံရပါတယ်။သူက Carrick ရဲ့နီးဗျူဟာပိုင်းကိုလွတ်လပ်ခွင့် freedom ဆိုတဲ့စကားလုံးနဲ့အမွှန်းတင်ခဲ့ပါတယ်။ Michael ကကစားသမားတွေကိုကွင်းထဲမှာတာဝန်ယူမှုအပြည့်နဲ့ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့လွတ်လပ်ခွင့်မျိုးကိုပေးထားတယ်လို့သူကဆိုပါတယ်။ Bruno ခြေစွမ်းပြတဲ့အခါတိုင်းUnited ဟာရလက်ကောင်းလေးရှိတာကြောင့်အခုရာသီမှာသူ့ရဲ့အကောင်းဆုံးခြေစွမ်းပုံစံကိုပြန်လည်ရရှိနေပြီလို့ပြောလို့ရပါတယ်။ဒီပြကာရီနဲ့ Bruno တို့ကြားမှာလည်းအပြန်အလှန်လေးစားမှုတွေရှိနေပါတယ်။ Bruno ကကာရီကိုဒီပြကောင်တစ်ယောက်ဖြစ်လာမယ်လို့အရင်ကတည်းကယုံကြည်ခဲ့သူဖြစ်ပြီးအခုတော့ကာရီကလက်တွေ့သက်သေပြနေပြီလို့ပြောဆိုခဲ့ပါတယ်။ကာရီကလည်း Bruno ဟာအသင်းရဲ့အရေးကြီးတဲ့အခိုက်အတန့်တိုင်းမှာပါဝင်ပတ်သက်နေတတ်ပြီး United ရဲ့တိုက်စစ်ဆင်မှုတိုင်းမှာ Bruno ရဲ့လက်ရာတွေအမြဲပါနေတယ်လို့ချီးကျူးခဲ့ပါတယ်။ဒါဟာသူ့ကို Premier League ရဲ့အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ဖို့လုံလောက်စေတဲ့အချက်ပါပဲ။ Bruno Fernandes ရဲ့လက်ရှိခြေစွမ်းဟာ United ပရိသတ်တွေအတွက်တော့မျှော်လင့်ချက်အသစ်တွေဖြစ်လာစေပါတယ်။ဒီပြောင်အမော်ရင်လက်ထက်ကရုန်းကန်ခဲ့ရတဲ့အခြေအနေကနေကာရီရဲ့လက်အောက်မှာတိုက်စစ်ဆန်ဆန်နဲ့ပိုပြီးအန်ဒီရရှိတဲ့ကစားသမားတစ်ယောက်အဖြစ်နဲ့ပြန်လည်မြင်တွေ့နေရပါပြီ။အတင်းရဲ့ဂိုးသွင်းထုံးတဲ့ဖန်တီးမှုပိုင်းမှာသူဟာမရှိမဖြစ်အစိပ်ပိုင်းတစ်ခုဖြစ်နေစေဖြစ်ပြီးဒီပုံစံအတိုင်းသာဆက်သွားမယ်ဆိုရင်တော့ Premier League ရဲ့ assist စံချိန်တစ်ခုကိုလည်းကျွန်တော်တို့မြင်တွေ့ရဖို့ရှိနေပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1x2 page ကို like and follow လုပ်ထားပြီးဖို့ပြောကြရင်းနဲ့အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။